အားလုံးပဲမင်္ဂလာပါကျမ်းမာတူတာ YouTube Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့စီကြောက်တဲ့ခြင်းအတွက်ကုသနီလန်းနေနဲ့စစ်ဆေးတဲ့နီလန်းတွေကိုပြောပြပေးသွားမှာပါစီကြောက်တဲ့တာကအဖြစ်များတဲ့ကျမ်းမာရေးပြဿနာတစ်ခုပါအယောက်တရာမှာ10ယောက်ကျော်လောက်ဒီကျမ်းမာရေးပြဿနာကိုခံစားကြရပါတယ်စီကြောက်တဲ့တာကအရန်မပြင်းထန်ဘူးဆိုပေမဲ့တေချာလေးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်ဒီတစ်ခေါက်ဗီဒီယိုမှာတော့စီကြောက်တဲ့ခြင်းအတွက်တိတိကျကျအဖြေထုတ်ပေးနိုင်မဲ့စစ်ဆေးမှုလေးတွေအကြောင်းနဲ့တက်တာပြောက်ကင်းအောင်ကုသလို့ရတဲ့နည်းလမ်းတွေအကြောင်းကိုဗဟုသုတရအောင်ပြောပြပေးသွားမှာဖြစ်လို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးသွားကြဖို့အတွက်တောင်းဆိုချင်ပါတယ်။စီကြောက်တယ်ဆိုတာပါလေ။စီးထဲမှာပျော်ဝင်နိုင်တဲ့တထုဓာတ်တွေနဲ့စားတွေအမြောက်များပါဝင်နေပါတယ်။ဒီလိုပျော်ဝင်နိုင်တဲ့တထုဓာတ်တွေနဲ့စားတွေကစီးထဲမှာအလွန်ကျွံများလာတဲ့အခါကြောက်ကတ်ထဲမှာအနေထိုင်ပြီးစီကြောက်တယ်တာဖြစ်လာတာပါ။စီကြောက်ကစားဖြစ်စမှာအရွယ်စားတိတိလေးသာရှိပေမဲ့နောက်ပိုင်းမှာတဖြည်းဖြည်းကြီးထွားလာပြီးကြောက်ကတ်ထဲကအချိုင်လေးတွေထဲမှာနေရအပြည့်ယူသွားတာပါအချို့သောစီကြောက်တွေကကြောက်ကတ်ထဲမှာရှိပေမဲ့ကျန်းမာရေးကိုထိခိုက်စေတာမျိုးမရှိသလိုနာကျင်မှုကိုလည်းခံစားရတာမျိုးမရှိပါဘူးအချို့သောအနေအထားမှာတော့စီကြောက်တွေကကြောက်ကတ်နဲ့စီးအိမ်ကိုဆက်သွယ်ထားတဲ့စီပုတ်ပြုံကနေတဆင့်ကြောက်ကတ်စီကနေစီးအိမ်စီကိုရွေလျားမှုလုပ်တဲ့အခါနာကျင်မှုကိုခံစားရပါတယ်စီးကြောက်တွေကစီးအိမ်ထဲကိုရောက်တဲ့စီးရနေတဆင့်ခန္ဓာကိုယ်ပြင်ပကိုရောက်ရှိလာပါတယ်။တကယ်လို့ကြောက်ကကြီးမယ်စီးအိမ်စီကိုမရောက်ပဲစီးပုတ်ပြုံထဲမှာညှက်နေတာမျိုးဖြစ်မယ်ဆိုရင်ခါနာတာစီးသွားတဲ့အခါနာကျင်တာအောင့်နာမျိုးတွေခံစားရနိုင်ပါတယ်။စီးကြောက်တဲတာဘလောက်အဖြစ်များတယ်လဲ။စီးကြောက်တဲတာကအရန်အဖြစ်မများဘူးဆိုပေမဲ့100မှာ10%လောက်တော့ဖြစ်လိရှိတဲ့ကျန်းမာရေးပြဿနာတစ်ရက်ပါ။အမျိုးသားတွေကအမျိုးသမီးတွေထပ်ပိုပြီးအဖြစ်များပါတယ်။အတိအကျပြောပြရရင်အမျိုးသားတွေက100မှာ17ယောက်လောက်ထိဖြစ်နိုင်ခြေရှိပြီးအမျိုးသမီးတွေက100မှာ9ယောက်ဖြစ်နိုင်ခြေရှိပါတယ်။သွေးတိုးစီးကျိုယောဂရှိသူတွေအဝလွန်သူတွေမှာနောက်ဆက်တွဲကျန်းမာရေးပြဿနာအနေနဲ့စီးကြောက်တဲတာအဖြစ်များပါတယ်။ဘာကြောင့်စီးကြောက်တဲရတာလဲ။စီးကြောက်တဲရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ရေတောက်နေတာလေ့ကျင့်ခန်းအလွန်ကျွံလောက်တာကိုလက်လေးကျင့်ခန်းလှုပ်ရှားမှုနေတာအဝလွန်တာကိုလေးချိန်လျှော့ချဖို့ခွဲစိတ်မှုခံယူထားတာအချိုကဲအငံကဲတာတွေအစားများတာမျိုးရိုးရှိတာ fresh တို့တကြားအလွန်အကျွံစားတာသွေးတိုးရှိတာစီးကြိုရှိတာတွေကြောင့်စီးကြောက်တင်နိုင်ပါတယ်စီးကြောက်တင်နေရင်ခံစားရမယ့်လက္ခဏာတွေကဘာတွေလဲအချို့သောစီးကြောက်တွေကအသေးဆုံးအနေနဲ့စပတ်စီလေးလောက်ထိရှိနိုင်ပြီးအကြီးဆုံးအရွယ်စားအနေနဲ့ကတော့ကောက်တီးလုံးလုံးထိရှိနိုင်ပါတယ်စီးကြောက်တွေကအရွယ်စားကြီးမှပဲတိတိတာတာလက္ခဏာပြတာမျိုးပါစီးကြောက်ရှိနေမယ်ဆိုရင်အခုလိုမျိုးလက္ခဏာတွေကိုခံစားရနိုင်ပါတယ်ဘိုက်အောက်ဖက်နာကပြင်းပြင်းထန်ထန်နာကျင်မယ်ဘိုက်အောက်နာကအချိန်တော်ကြာတဲ့အထိမပြောက်ပဲရှိနေမယ်စီးထဲမှာသွေးပါမယ်မအီမတာဖြစ်မယ်အော့အန်မယ်အဖျားတက်မယ်ချမ်းတုံမယ်စီးအနှံ့ဆိုးမယ်စီးအယောင်နောက်မယ်စီးပိုးဝင်မယ်ပေါင်ချံတဝိုက်ကနာမယ်ချွေးစည်းတွေပြန်မယ်ဝမ်းလျှောမယ်အားရင်ကုန်ခန်းမယ်စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်ဒီထက်ပိုပြင်းထန်မယ်ဆိုရင်တော့ကြောက်ကပ်မှာပိုးဝင်ကူးစက်ခံရနိုင်ပါတယ်စီးကြောက်တဲခြင်းအတွက်ကုသနည်းလမ်းနဲ့စစ်ဆေးနည်းများစီးကြောက်တဲခြင်းအတွက်ကုသနည်းကတော့ကြောက်အမျိုးအစားဖြစ်တဲ့ကြာခြင်းခံစားရတဲ့လက္ခဏာတွေပေါ်မူတည်ပါတယ်ကုသနည်းတွေကတော့ရေများများတောက်ခိုင်းတာရေများများတောက်ပေးတာကစီးကြောက်တွေကိုခွဲစိတ်เสียမလို့ပဲဖယ်ရှားနိုင်စေမယ်နီလန်ကောင်းတရပါရေတောက်ခိုင်းတာအပြင်စီးထဲမှာအက်ဆစ်ဓာတ်နည်းစေဖို့စီးကြောက်တွေထွက်ရလွယ်စေဖို့ဆရာဝန်ကတောက်ဆေးပေးတာမျိုးလုပ်ပါလိမ့်မယ်ခွဲစိတ်ဖယ်ရှားခြင်းတကယ်လို့စီးကြောက်ကအရန်ကြီးနေမယ်စီးသွားလို့မရတော့အောင်ထိစီးစွန့်ပြုံမှာပိတ်နေတာမျိုးဖြစ်မယ်ဆိုရင်တော့ခွဲစိတ်ဖယ်ရှားတာမျိုးလုပ်ဖို့လိုအပ်ပါမယ်စီးကြောက်ကိုရှိမရှိစစ်ဆေးနေစီးကြောက်တယ်လို့ယူဆတဲ့အခါအရင်ဆုံးလုပ်လို့ရှိတာကဆေးမှတ်တမ်းကိုကြည့်ပြီးရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုလုပ်တာပါပြီးရင်တော့လိုအပ်တဲ့သွေးစစ်တာစီးစစ်တာတွေလုပ်ရပါတယ်ကြောက်ကိုမြင်နိုင်ဖို့ဝမ်ပိုက်ကိုဓာတ်မှန်လေးရိုက်ရပါတယ်ဒါမဲ့စီးကြောက်တိုင်းကဓာတ်မှန်မှာပေါ်ချင်မှပေါ်မှာပါဒီတော့လိုအပ်ရင် CT scan ထိုက်ရိုက်ရပါမယ်အချို့အခြေအနေတွေမှာတော့သွေးထဲကိုစိုးစေးတစ်မျိုးထိုးသွင်းပြီးစီးလန်းချောင်းစနစ်ကိုပုံရိပ်ဖော်ရယူတဲ့အထူးဓာတ်မှန်အမျိုးအစားနဲ့ရိုက်ယူရတာမျိုးရှိပါတယ်ဒီလောက်ဆိုရင်တော့စီးကြောက်တဲခြင်းအတွက်ကုသရေးနည်းလမ်းတွေနဲ့စစ်ဆေးနည်းများကိုအနည်းငယ်သိလောက်ပြီလို့ထင်ပါတယ်စီးကြောက်တဲတာကိုမဖြစ်ခင်ကတည်းက
အကောင်းဆုံးကာကွယ်ကြဖို့လည်းတိုက်တွန်းအကြံပြုလိုက်ပါရစေ။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြတာပေါ့နော်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။